ကလေးက grade 4ဆိုရင်ဒါတွေသိပြီလား Part A အပိုင်းချစ် grade 4ဆင့်ရှိသူတိုင်းစတင်လေ့လာနိုင်ပါသည် Number 27 သင်နှစ်သင်ဟာ conjunction ၅လုံးကိုအဓိပ္ပာယ်နဲ့တကွဖော်ပြပါကလေးနှစ်သက်တဲ့ conjunction ၅လုံးကိုပြောပြတာနားထောင်ပါမှားလားဆန်းစစ်ပါဒီနေရာမှာတော့ဆရာအလင်းတင်တယ်လို့ conjunction ၅လုံးကိုဥပမာအနေနဲ့ပေးထားတာဖြစ်ပါတယ် and နှင့် f လျင် alice မလျင် where တော့အခါ after ပြီးနောက် 28 မြည်သည်တို့ကို interjection ဟုခေါ်သည်နီ interjection ဆိုတာကတော့မြန်မာလိုဟာအော်ထိတ်လန့်တဲ့စကားလုံးသို့မဟုတ်အာမေဒိတ်စကားလုံးပဲဖြစ်ပါတယ်ဘာလို့ interjection သို့မဟုတ်အာမေဒိတ်လို့ခေါ်လဲဆိုတော့အော်ရာကနေယုတ်တိထွက်ပေါ်လာတဲ့စကားလုံးလို့ဖြစ်ရပါတယ်ထိတ်လန့်တာယုတ်တိထွက်ပေါ်လာတဲ့စကားလုံးဝမ်းသာဝမ်းနေစတာဒီကနေယုတ်တိထွက်ပေါ်လာတဲ့စကားလုံးတွေကို interjection အာမေဒိတ်လို့ခေါ်ပါတယ်အော်ထိန်လာဝမ်းသာဝမ်းနဲ့စသည်တို့ကယုတ်တိထွက်ပေါ်လာတဲ့စကားလုံးလို့ပြောလို့ရပါတယ် Number 29 interjection အတွက်ဥပမာနှစ်ခုကိုပေးပါကျောင်းသားနှစ်သက်တဲ့သူကြက်ရာ interjection တွေကိုပေးလို့ရပါတယ်ဒီမှာတော့ဆရာအလင်းသစ်တလို့ပဲဥပမာနှလုံးကိုဖော်ပြထားပါတယ် oh မြန်မာလိုတော့ oh ပဲပေါ့နော် alas မြန်မာလိုတော့အမလီပေါ့စတဲ့နှလုံးဖြစ်ပါတယ် conjunction အကြောင်းမေးသွားပါတယ် conjunction ဆိုတာကတော့တာမန္တလို့လည်းပြောလို့ရတယ်စကားဆက်လို့လည်းပြောလို့ရတယ်28မှာ interjection လို့မေးသွားပါတယ် interjection ဆိုတာကတော့အော်ထိတ်လန့်တဲ့စကားလုံးသုံးမဟုတ်အာမေဒိတ်လို့လည်းပြောလို့ရပါတယ်နောက်ပြီး interjection အတွက်ဥပမာမေးသွားတာပဲဖြစ်ပါတယ်